မင်္ဂလာပါဒေါက်တာဝိုင်ရဲ့ Warm Space ကပြန်လဲကြိုဆိုလိုက်ပါတယ်ကျမဒီနေ့ပြောချင်တဲ့အကြောင်းအရာကတော့ဒီအစာအိမ်ယောဂနဲ့စိတ်ကျန်းမာရေးနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြချင်တယ်အဲ့တော့ကျမစီကိုလာတဲ့လူနာတွေလည်းရှိတယ်ကိုခန္ဓာပေါ့နော်မကျန်းမာလို့လာတဲ့လူနာတွေရဲ့နောက်ဒီဘက်က counseling ဆိုလို့ရှိရင်တော့စိတ်မကျန်းမာလို့ပေါ့နော်လာတဲ့ clients တွေပေါ့အဲ့တော့နှစ်မျိုးနှစ်စားရှိတယ်အဲ့ဒီထဲမှာဆိုလို့ရှိရင်ဘာလဲဆိုတော့သူတို့ပြောကြတာ client တွေပြောတဲ့အထက်ထဲမှာ patient တွေပြောတဲ့အထက်ထဲမှာဆေးတောက်တယ်အစားရှောင်တယ်လုံးဝမသက်သာဘူးအဲ့တော့ဘာဖြစ်နေလဲဆိုရင်ဒါတွေပဲပြန်ပြီးတော့စာအိမ်ပြန်လာတယ်ပြန်ဖြစ်တယ်ခဏခဏပြန်ဖြစ်ပြီးတော့ဒီမကောင်းတဲ့နေရာတွေမှာပဲလဲပြီးတော့စိတ်ညစ်နေကြရပေါ့နော်အဲ့တော့ပြဿနာကအစားမှားလို့တခုတည်းနဲ့တသက်မဟုတ်ဘူးသိရမှာကျမတို့ဒီကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုပြန်ပြီးတော့ကြည့်ဖို့လိုပါတယ်အဲ့တော့အစာအိမ်နဲ့အုံနောက်ဆက်ပုံလေးရှိတယ်အစာအိမ်နဲ့အုံနောက်ဟာ direct ချိတ်ဆက်နေရနော်ချိတ်ဆက်နေတယ်အဲ့တော့ချိတ်ဆက်နေတဲ့အတွက်ကြောင့်မို့လို့ကျမတို့ရဲ့အစာအိမ်ကိုကျမတို့ကဒုတိယအုံနောက်လို့တောင်မှတင်စားကြတယ်ပေါ့လေနော်အဲ့တော့ကိုကအရန်ကိုမှစိတ်ဖိစီးနေတယ်တောကတွေများနေတယ်အတွေးတွေကလည်းအရန်ကိုမှလွန်နေပြီဆိုလို့ရှိရင်ねအုံနောက်စီကိုမှအစာအိမ်ကအချက်ပေးစနစ်ကရောက်လာတာเนาะဟုတ်ပြီဒီလိုတွေတော့ဖြစ်နေပြီဒီလိုတွေတော့ဖြစ်နေပြီဆိုပြီးတော့ရောက်လာတဲ့အခါမှာအချက်ပေးစနစ်ကချက်ချင်းရောက်လာတဲ့အခါမှာဘယ်လိုလက္ခဏာတွေနဲ့ကိုကတွေ့ရမလဲဆိုလို့ရှိရင် acid တွေကအရန်များလာเนาะအစာအိမ်ထဲမှာ acid တွေအရန်များတယ်အဲ့တော့များတဲ့ခါကျတော့အစာအိမ်ဒီလှုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာတွေသူမလုပ်နိုင်တော့ကမောက်ကမတွေဖြစ်တော့အစာမကြေဘူးเนาะရင်တွေပူတယ်လေတွေပွားတယ်ဘိုက်အောင်တယ်ပြုတ်အံ့တယ်ဆိုရတာတွေပဲချက်ချင်းဖြစ်တယ်ဖြစ်တဲ့အခါမှာအလုပ်တွေဖိစီးမှုများတယ်တချို့တွေ excited အရန်ဖြစ်တယ်เนาะစိတ်ဖိစီးမှုတွေများတယ်အဲ့လိုမျိုးဟာမျိုးတွေနှစ်ခုစုံတဲ့အခါမှာအဆိုင်ရပို့ပြီးတော့အောင်နေပေါ့နော်ဆိုတော့ဒါကအခုတွေ့ကြုံနေရတဲ့သူတွေ patient တွေရော client တွေရောအဲ့တော့ဘာကိုပြန်လုပ်ရမလဲဆိုတဲ့အခါမှာဒီအစာအိမ်ပြဿနာကိုအမြင့်ပြတ်ခြင်းနဲ့ဆိုလို့ရှိရင်ကျမတို့ဒီတစ်ဖက်ကလည်းစေဝါကုသမှုခံယူရမှာဖြစ်တယ်လို့တစ်ဖက်ကကိုယ့်ရဲ့စိတ်ဖိစီးမှုကိုကနှစ်ခုစလုံးပြန်ပြီးတော့တပြိုင်နက်တည်းကုသရမှာဖြစ်ပါတယ်အဲ့တော့ဘာလို့ရမလဲတခါတလေကြားလို့ရှိရင်အရန်ကမှ stressful ဖြစ်နေတဲ့ situation တွေကနေပြီးအဝေးကိုထွက်ပေးလိုက်ရတာရှိတယ်အဲ့တော့အလုပ်ကိုနားတဲ့နဲ့နာကိုဘာဖြစ်နေလဲအဲ့ဒီဖြစ်ပေါ်နေတဲ့ environment နဲ့ခဏဝေးကွာအောင်နေလိုက်တာမျိုးနောက်အသက်ရှူလေးချင်ကကျွန်မအများတန်းသင်တယ်ပေါ့နော်ကျွန်မစာသင်တဲ့အတန်းတွေမှာဆိုလို့ရှိရင် breathing works အဲ့ breathing works တွေကိုလုပ်မယ်နောက်တစ်ခုကကျတော့စိတ်ကိုတည်ငြိမ်အောင်ဟုတ်လား meditation တွေကိုကျမတို့လေ့ကျင့်နိုင်တယ် meditation ကလည်း kind of breathing work ပဲကိုယ့်ရဲ့ရှူသွင်းရှူထုတ်တာကိုကျမတို့ကြည့်တာဖြစ်တယ်လीเนาะအဲ့တော့ဘာလို့ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကိုနည်းနည်း relax ဖြစ်စေမယ့်အရာလေးတွေကိုကို focus ထားပြီးတော့လုပ်မယ်အဲ့လိုမျိုးလှုပ်သွားတဲ့အခါကျတော့မှဆေးလဲတောက်တဲ့အခါကျတော့အစားလဲရှောင်တဲ့အခါကျတော့မှဘာလဲဆိုရင်စိတ်အေးချမ်းမှအစာအိမ်သက်သာမယ်ဆိုတာကိုခေါင်းထဲမှာထည့်ထားစေချင်တယ်ဒါကြောင့်မလို့ခန္ဓာကိုယ်ကျန်းမာဖို့အတွက်ကျမတို့စိတ်ကျန်းမာဖို့အရင်အရေးကြီးပါတယ်ဒီနေ့ပြောချင်တာလေးကတော့ဒီလောက်ပါပဲဒီနေ့ဗီဒီယိုလေးမှာကိုယ့်အတွက်အကျိုးစုံတရားရှိစေခဲ့တယ်ဆိုလို့ရှိရင်ကျမရဲ့ page ကို follow လုပ်ပါ like and share လုပ်ပြီးတော့ community ကိုမျှဝေပေးနိုင်ပါတယ်ဒေါက်တာဝိုင်ရဲ့ Warm Space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်